အားလုံးပဲမင်္ဂလာပါဗျအတန်တော့ကြားတဲ့အတိုင်းပဲဂျီဖတ်အတန်ဖြစ်နေဒီမကောင်းလို့အတန်ဝင်နေလို့ပါဒီနေ့မှနည်းနည်းအတန်လေးထွက်တာအဲ့တော့ကျွန်တော်ရွှေမျိုးတွေကိုနည်းနည်းလေးစကားပြောချင်လို့ဒီမကောင်းတဲ့ကြားလာပြောတာပါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကမ္ဘာရွှေစည်းရလဲတမိုင်းတစ်လျှောက်မထင်မှတ်ထားလောက်အောင်ဒီအထိမြင့်တက်ခဲ့တယ်အခုရက်ပိုင်းမှာလဲချက်ချင်းကြီးပြန်ပြီးတော့ထိုးကြနေတယ်ပေါ့ဗျာအဲ့တော့ရွှေစိုးတဲ့လူတွေကိုနည်းနည်းလေးပြောပြချင်တာကကိုကရွှေစုဆောင်းတဲ့လူအခောက်ရွှေစုဆောင်းတဲ့သူဆိုရင်ဈေးတက်ချင်းကြချင်းပေါ်မှာတွားပြီးတော့မခံစားပါနဲ့ဗျကိုပတ်စံငွေဝင်လာလို့ပိုတဲ့အချိန်ဆိုရင်ဝယ်လိုက်ပါဘယ်ဈေးရောက်မှဝယ်မယ်ဘယ်ချိန်ဝယ်မယ်ဒီမခံစားပါနဲ့ကိုကတခုခုအတွက်မြေဝယ်ဖို့ကားဝယ်ဖို့တခုခုလိုအပ်လို့ကိုယ်သုံးလို့ရွှေရောင်းရမယ်ဆိုရင်လည်းလိုအပ်တဲ့အချိန်မှာရောင်းလိုက်ပါရွှေကိုငွေလိုပဲသဘောထားလိုက်ပါရွှေရှိထားခြင်းငွေရှိထားခြင်းနဲ့အတူတူပါပဲ hard currency ဖြစ်တဲ့အတွက်ရွှေကင်ထားခြင်းဟာငါတို့ပို့ပြီးတော့လုံခြုံစိတ်ချတယ်ပို့ပြီးတော့ခိုင်မာမှုရှိတယ်လို့ခံစားပါငါစုဆောင်းဖို့ဝယ်တာဈေးကစားဖို့ဝယ်တာမဟုတ်ဘူးအဲ့တော့ငါငွေရှိတဲ့အချိန်မှာဝယ်မယ်လိုတဲ့အချိန်မှာပြန်ရောင်းမယ်ဒါပဲအဲ့ဒါဆိုရင်ဘယ်တော့မှမမာဘူးဟာတက်အောင်မလားမသိဘူးတက်သွားပြန်ပြီဆိုရင်လိုက်ဝယ်ပြန်ပြီဈေးကျသွားပြန်ပြီဆိုဟာကြောက်အောင်မထင်တယ်ဆိုကြောက်ပြီးတော့ကြောက်ရောင်းနေလိုက်ရောင်းဟိုတလောကဘာလေးပါစကန်ဒီဈေးတွေကြတော့မှထင်တယ်ဆိုပြီးအိုးတဲ့ရောင်းတာအကောင်လုံးရွှေကုန်တဲ့အထိရောင်းလိုက်ကြတာအရက်လက်တွေတော်တော်များများရောင်းကြတယ်အခုဝုန်းဝုန်းဆိုထိုးတက်တော့ကြောင်တက်သွားပြန်ကြာတာနေတက်သွားပြန်ပြီတက်အောင်မှထင်တယ်ဆိုပြီးလိုက်ဝယ်ပြန်ရောအခုကြပြန်ပြီဆိုကြပြန်ပြီဆိုပြီးတော့လိုက်ရောင်းကြအောင်မှာပဲညင်းနေလို့ပြောတာပါအဲ့တော့ကိုကရွှေကိုကစားတဲ့သူမဟုတ်ဈေးကစားတဲ့သူမဟုတ်ရွှေကိုစုဆောင်းတဲ့လူနော်အဲ့တော့ရွှေကိုပုံမှန်စုဆောင်းသွားတဲ့လူကဘယ်တော့မှမမအောင်ပြီးခဲ့တဲ့2024မှမိပါလိမ့်မယ်ဩဂတ်လမှာရွှေဈေးတွေအတိုင်းထိုးတက်သွားခဲ့တယ်နော်အဲ့လောက်တက်သွားတယ်ပြီးရတော့ဈေးပြန်ပြီးထိုးကျသွားခဲ့တယ်အချိန်ကြာကိုကျသွားနော်သိန်း30နီးပါးလောက်တောင်သိန်း25သိန်း30နီးပါးလောက်ကိုပြန်ကျသွားတာအဲ့ချိန်တော့ဟာရွှေဝယ်တဲ့ကောင်တွေမားပြီးရွှေစုထားတဲ့ကောင်တွေမားပြီးအမလေးအသေးကွဲကြတာအကုန်လုံးရွှေစုတဲ့လူတွေမားပြီးအမလေးအလောက်ဈေးတစ်ချက်သားကိုစဉ်းစားကြည့်အလောက်ကြီးကျသွားတော့အဲ့တော့အဲ့တော့လည်းပြန်ရောင်းတဲ့လူတွေရောင်းကြပါဗျာအဲ့တော့လူတွေအခု2025မှာမှားသွားသလားမှန်သွားသလားဖြစ်သွားတဲ့ဈေးနှုန်းကိုပဲကြည့်လိုက်ပေါ့အဲ့တော့ရွှေကိုစုဆောင်းတဲ့ရွှေအတုံးခဲကိုရွှေဆောင်စုဆောင်းတဲ့လူတွေနဲ့ဈေးတက်ချင်းကြချင်းကိုလိုက်ပြီးမခံစားပါနဲ့ပိုတဲ့အချိန်မှာကိုငွေပိုရှိတဲ့အချိန်မှာရွှေဝယ်လိုက်ပါလိုအပ်တဲ့အချိန်မှာရောင်းပါဒါပဲဟာတက်အောင်မလားကြောက်အောင်မလားဆိုပြီးကြောက်ရောင်းကြောက်ဝယ်မလောက်ကြပါနဲ့အဲ့လိုနဲ့မှားသွားတဲ့လူတွေအများကြီးတွေ့နေရလို့ပါအဲ့လိုလိုက်ရောင်းပြီးတော့ဒီဈေးနှုန်းတွေပေါ့လိုက်ခံစားပြီးတော့ရောင်းပြီးလိုက်လို့ရင်းနဲ့အမှားမှားယွန်းနေဖြစ်ကုန်ကြတဲ့လူတွေအများကြီးတွေ့နေလို့လာပြောပြတာပါလက်ရှိအချိန်မှာအားလုံးခန္ဓာအားလုံးထဲမှာရွှေသမားအပေါ်ပါပဲဒီချိန်မှာရွှေရောင်းပြီးဘာဝယ်တန်တယ်ဗျာဟုတ်တယ်နော်ကျန်တာတွေဈေးနေလို့ရောင်းရခတ်ရင်ခတ်မယ်ရွှေမှာရောင်းရခတ်တယ်ဆိုတာမရှိဘူးကြိုက်တဲ့ချိန်ငွေဖြစ်တယ်အဲ့ဒါရွှေရဲ့ခုံတက်တယ်ဗျရွှေဈေးအေးသွားလို့ရောင်းမရဘူးကင်ထားတာပိုက်ပေါမိတယ်လို့မရှိဘူးဒီနေ့ရွှေတစ်ချက်သားမနေ့ပြန်ထိလဲရွှေတစ်ချက်သားပဲဒီနိုင်ငံမှာရွှေတစ်ချက်သားတန်ဖို့ကကျန်တဲ့နိုင်ငံသွားရင်တိုးမယ်မလျော်ဘူးကဲဘလောက်ကောင်းလို့ဒီနိုင်ငံမြေကွက်ကြီးကိုခင်ဗျတခြားနိုင်ငံကိုသွားတယ်ပြီးရောင်းလို့မရဘူး
ဒီနိုင်ငံကားကြီးကိုခင်ဗျတခြားနိုင်ငံမှာဒီဈေးနဲ့သွားရောင်းလို့မရဘူးမြန်မာနိုင်ငံရွှေတစ်ချက်အခောက်ရွှေတစ်ချက်ဒီအမေရိကန်ရောက်လဲအခောက်ရွှေတစ်ချက်ပဲဒီမှာလည်းတစ်ချက်ပဲယူရီးယားရောက်လဲတစ်ချက်ပဲတရုတ်ရောက်လဲတစ်ချက်ပဲဘယ်နေရာမှာရောက်ရွှေရဲ့ဂုံတက်တိကပြတ်မသွားဘူး hard currency ဆိုရဲ့သူ့ရဲ့ဂုံတက်တိငွေမှာတက်တိကိုဘယ်တော့မှပြတ်မရွံ့မသွားဘူးဒါကိုအမြဲတမ်းခေါင်းထဲမှာမှတ်ထားလိုက်ပါငါတို့ကရွှေကိုစူဆောင်းဖို့အတွက်ဝယ်တာဒါပဲဈေးကစားဖို့လောင်းကစားလို့လုပ်ဖို့ဝယ်တာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ပဲထားပါဈေးတွေပေါ်မှာလိုက်ပြီးမခံစားပါနဲ့အရေးကြီးတာလေးပြောဖို့မေ့သွားလို့မြန်မာနိုင်ငံမှာအကယ်ဒမီအခောက်ရွှေဝယ်မယ်ရောင်းမယ်ဆိုရင်တော့ကြော်ကြီး MD1 ရဲ့မြန်မာချမ်းသာအကယ်ဒမီအခောက်ရွှေဆိုင်ကိုလာခဲ့ကြဖို့မမေ့နဲ့ကြော်ကြီးရဲ့မြန်မာချမ်းသာကိုလာခဲ့လူလည်းချမ်းသာစေရမယ်စိတ်လည်းချမ်းသာစေရမယ်မြန်မာချမ်းသာကိုရောက်လာလို့မှားတယ်ဆိုတာဘယ်တော့မှမရှိစေရအောင်အလုံးမဲ့လာမဲ့မင်္ဂလာနှစ်တဲ့2026မှာကိုယ်လည်းချမ်းသာပါစေစိတ်လည်းချမ်းသာပါစေလူလည်းချမ်းသာကြပါစေဗျာ